85လန်3435ကျဒီညောင်မင်းကြီးအောက်ကိုညဘက်နောက်ကျရဲဆိုရင်မတော်ပါနဲ့ဘာလို့လဲဆိုတော့နောက်ချမှသွားရဲဆိုလို့ရှိရင်မီနူရဲ့အစုံမရတော့မှဆိုဒီဘက်ပတ်ဝန်းကျင်မှာနေတဲ့လူတွေဆိုရင်တော့ဒီဆိုင်လေးနဲ့ရင်းနှီးပြီးသားဖြစ်မှာပါမစားဘူးသေးဘူးဆိုလို့ရှိရင်လည်းလိပ်စာပြောထားရဲဆိုတော့သွားပြီးတော့စမ်းစာကြည့်လိုက်ပေါ့ဒီဆိုင်မှာမိရှိစံပြားစီချက် West 2အသားတုပ်ထမင်းပေါင်းအဲ့ဒါတွေရတယ်ဒီဆိုင်မှာအချိုက်ဆုံးနဲ့အတန်ဆုံးကတော့ West 2ပဲဒီလိုမျိုး43ပါတဲ့တပွဲအောင်မှာ1000ပဲပေးရတယ်နောက်ပြီးတော့သူ့ရဲ့သားဣဆက်နေအောင်အချိန်ယူပြီးတော့တော်တော်ကြာကြာပြုတ်ထားတယ်နဲ့ဇုံးလေးနဲ့ဖက်လိုက်ရင်တော့မှပက်ထွက်လာတာဒါပေမဲ့ဒီ West 2ကကစုံရွက်တော့မပါဘူးဒီဆိုင်စီချက်ခောက်ဆွဲကလည်းတော်များများစားကြတယ်အဲ့တော့ကျွန်တော်လည်းစီချက်ခောက်ဆွဲကိုဝတ်သားနဲ့မြည်ခဲ့တယ်ဒီလိုမျိုးပုံစံချက်ရက်လေးနဲ့အဲ့လို clean ဖြစ်လေးနဲ့စားလို့ကောင်းတယ်အဲ့လိုစီရွှဲနဲ့ဤတဲ့ပုံစံမျိုးမဟုတ်ဘူးမင်းတို့ရောဒီဆန်းစီချက်ကိုကြိုက်ကြလားဟဲ့ဒီဆန်းမန်နျူတွေထဲမှာကျွန်တော်ဒုတိယအကြိုက်ဆုံးကတော့ထမင်းပေါင်းပါသူ့ရဲ့ထမင်းပေါင်းက sauce အနီးနဲ့နေပေးထားမျိုးမဟုတ်ဘဲနဲ့ဒီလိုမျိုးဖြူလေးပဲဝက်အသားအသေးမြေပဲဆန်နဲ့ဝက်စဥကြော်တွေပါတယ်စေတနာနဲ့တတိတစ်ခုတော့ပေးလိုက်မယ်ဒီဆိုင်ရောက်လို့ရှိရင်ဒီထမင်းကိုဇပွဲပေါ်မှာချပေးထားတဲ့ငရုတ်ချင်နဲ့တွဲမစားနဲ့တွဲစားမိရဆိုလို့ရှိရင်လိုက်ပွဲ3ပွဲလောက်ထပ်မနေရမှာဆိုလို့တကယ်ကောင်းတာကိုလူနောက်ပြီးတော့ဒီဆိုင်မှာဝက်အစုံတုပ်လားဝက်ခေါင်းတုပ်လားမသိဘူးအဲ့ဒါလေးလည်းမစားကြည့်ခဲ့သေးတယ်ဒီကောင်လေးရဲ့အရသာကတော့တာမယ်ပါပဲဒါလေးကတော့စံပြားတုပ်မိရှိလို့တုပ်ခိုင်းလို့လည်းရတယ်ဒီတိုင်းရိုးရိုးပုံစံတုပ်ခိုင်းလည်းရတယ်ဒါလေးလည်းမဆိုးဘူးစားကောင်းတယ်ဒီဆန်6ခွဲ9နာရီလောက်ဆိုရင်ကိုလူတွေတော်တော်ကြပြီးမန်နျူကတိတ်မစုံတော့ဘူးအဲအကြောင်းရှေ့မှာပြောခဲ့လို့မျိုးနောက်ကျမှမတော်ပဲစောတော့ပါဒါကတော့အိမ်ကလူကြီးရဲ့အတွက်ပါဆက်ဆွဲလာတာကဲမင်းတို့ရောဒီညောင်မင်းကြီးအောက်ကဆိုင်မှာစားဦးလားဘယ်ဟာမင်းတို့ရဲ့ favorite menu လဲဆိုတာပြောတော့ပေးပါအောင်ဒါပဲနော်ကွာ